ရွှေဆိုင်နေနဲ့ပတ်သက်ပြီးဒါကိုလည်းကျွန်တော်ကအရင်ဆုံးကျွန်တော်ဖတ်ပြမယ်ဖတ်ပြပြီးမှကျွန်တော်တို့သုံးသက်ကြတာပေါ့နော်ဖတ်ပြပြီးမှသုံးသက်ကြသူကဥပဒေထုတ်လိုက်တာဗျအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒန်းထုတဒန်းကုတ်တွေကိုတင်ဆက်ပေးနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်ထားပြီးကိုတောင်းဆိုချင်ပါတယ်ဥပဒေမှာဗာရေးထားလဲဆိုတော့ဥပဒေမဟုတ်ပါသူဒီကိုလုတ်ကိုလုတ်ကြမယ်ပေါ့နော်ဒါမျိုးပေါ့သူကအဓိကအဖြစ်အထူးသတိပေးကျင်ပန်ကြားလွှာတဲ့သူကသတိပေးပန်ကြားအထူးသတိပေးပန်ကြားလွှာရန်ကုန်တိုင်းဒေသကြီးတွင်နဲ့ရွှေလုပ်ငန်းရှင်များရွှေဆိုင်များနဲ့ online ဖြင့်ရွှေရောင်းဝယ်သူများအားလုံးနဲ့သူရက်စွဲရကြတော့2025ခုဇွန်လ12ရက်ဒီကနေ့နေ့စွဲနဲ့ထုတ်တာရန်ကုန်တိုင်းဒေသကြီးအတွင်းရှိရွှေလုပ်ငန်းရှင်များရွှေဆိုင်များနဲ့ online မှာတက်ဆင့်ရွှေရောင်းဝယ်သူများအားလုံးရွှေဆိုင်နှင့်ပတ်သက်သည့်လိုင်စင်များကိုမဖြစ်မနေလျှောက်ထားကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါတယ်တဲ့ရွှေဆိုင်လုပ်ငန်းတစ်ခုတွင်နဲ့ဓာတ်သတ္ထုရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရန်ကုန်မြို့တော်စီပင်တာယာရေးကော်မတီလုပ်ငန်းလိုင်စင်အဖိုးတန်သတ္ထုရွှေရောင်းဝယ်လုပ်ငန်းအတိအမှတ်ပြုမှတ်ပုံတင်ကတ်နေတဲ့ကုန်စည်ထုတ်သူသို့မဟုတ်ကုန်သွယ်မှုဆောင်ရွက်သူသို့မဟုတ်ဝန်ဆောင်မှုဆောင်ရွက်သူများအားထုတ်ပေးသည့်လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုလျှောက်ထားရန်လိုအပ်ပါတယ်တဲ့ online license လျှောက်ထားရမှာတဲ့ website တွင်ဝင်ရောက်၍လျှောက်ထားရပါမည် online မှရွှေရောင်းဝယ်သူများငွေစုစာအုပ်ဖြင့်ရွှေရောင်းဝယ်ခြင်းတာလီစနစ်ဖြင့်ရွှေရောင်းဝယ်ခြင်းနှင့်တဲ့ကန်ဆန်းမဲဖောက်ပြီးရွှေရောင်းဝယ်ခြင်းများမပြုလုပ်ကြရန်အသိပေးအပ်ပါတယ်တဲ့ရွှေစင်းနှုန်းတည်ငြိမ်ရေးအတွက်ရွှေဆိုင်များအနေဖြင့်နေ့စဉ်ရွှေဆိုင်အားဖွင့်လှစ်ခြင်းတတ်မှတ်စင်းနှုန်းဖြင့်ရောင်းချခြင်းနှင့်လိုအပ်သည့်လိုင်စင်များလည်းလျှောက်ထားဆောင်ရွက်ပေးပါရန်အသိပေးအပ်ပါတယ်တဲ့သက်ဆိုင်ရာဌာနများမှလာရောက်စစ်ဆေးသည့်အခါတွင်ညွှန်ကြားချက်များကိုလိုက်နာခြင်းမရှိပါကထိရောက်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါသည်ပူပေါင်းပါဝင်ဆောင်ရွက်အထူးကျေးဇူးတင်ပါသည်ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဆိုပြီးဒီလိုထုတ်ထားတယ်ဒါကသူတို့အသင်းကထုတ်တာဗျရွှေဆိုင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာမှားနေတဲ့အချက်တွေကတော့အများကြီးရှိတယ်ဘာကြောင့်လဲဆိုတော့တစ်ကဒီရွှေဆိုင်တွေကရွှေတွေကဘယ်ကလာတဲ့ရွှေတွေမှမသိဘူးเนาะမသိဘူးဒါကျွန်တော်တို့လည်းသိတာဒါအခုတော့သူတို့ဓာရီအတွက်ပြောင်းလဲထားရင်တော့မသိဘူးဗျာမှန်တော့ရွှေဆိုင်ကလာတဲ့ရွှေတွေရွှေဆိုင်မှာရောင်းနေတဲ့ရွှေတွေအားလုံးဟာဘဟုဘဏ်ကနိုင်ငံတော်အစိုးရကရောင်းချတဲ့ရွှေပဲဖြစ်ရမှာလေနှစ်မို့ဆိုရင်ဒါတွေကကျွန်တော်တို့ဒီငွေကြေးခွာချလို့ရတဲ့လုပ်ငန်းလို့ဖြစ်နေအောင်ဥပမာပြင်ထမစဉ်းစားကြည့်ခင်ဗျာဘယ်ကပတ်စံရရွှေဆိုင်ကောက်ဖွင့်လိုက်မယ်ရွှေဝယ်ပြီးရွှေဆိုင်ကောက်ဖွင့်လိုက်မယ်ပြီးရင်ဒီဟာနဲ့ပတ်သက်ပြီးတော့အခွန်ဆောင်လိုက်မယ်ဆိုတော့ဒါမျိုးတွေဖြစ်နေအဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာရွှေရောင်းဝယ်လုပ်တာနဲ့ပတ်သက်ပြီးတော့ဆိုရအနေနဲ့ထိန်းကျောင်းရမယ့်အရာတွေတော့အများကြီးရှိသေးတာဗောနော်အများကြီးရှိတယ်ဒါကအစိုးရအနေနဲ့ထိန်းကျောင်းတာမဟုတ်ဘူးရွှေလုပ်ငန်းရှင်များအသင်းအနေနဲ့ထိန်းကျောင်းတာဖြစ်တယ်ဒါသူတို့အသင်းပဲဗောနော်ရွှေလုပ်ငန်းလုပ်ကိုင်တဲ့လူတွေရဲ့အသင်းပဲဗောဒီဘက်မှာကကျွန်တော်တို့ကဘယ်လိုခေါ်မလဲဒီဗဟိုဘဏ်နဲ့ချိတ်ဆက်လှုပ်ဆောင်ရမယ့်ဟာတွေလည်းရှိအောင်မယ်လို့ကျွန်တော်တို့ထင်တာဗောနော်ရှိအောင်မယ်လို့ထင်တာဗောအဲ့တော့ဒီရွှေရောင်းဝယ်ပြောရရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရွှေဆိုင်နေဆိုတာဘဏ်လေးတွေပုံစံကျင့်ကြံနေကြတယ်ကျွန်တော်တို့တွေ့ရတယ်နော်ဘဏ်ပုံစံဆိုဥပမာပြင်ထားပါတော့အမှန်ရွှေသွားဝယ်လိုက်တယ်ရွှေသွားဝယ်ပြီးအမှန်ရွှေကခင်ဗျာဘဲဆိုင်မှာဝယ်လေဘဲဆိုင်မှာဝယ်ဒီရွှေကထားပါတော့3သိန်းတန်ဆိုလို့ရှိရင်ကြိုက်တဲ့ဆိုင်သွားရောင်း3သိန်းဖြစ်ရမှာလေ3သိန်းရမှာဒါပေမဲ့မဟုတ်ဘူးသူ့ဆိုင်မှာလာရောင်းမှ3သိန်းနောက်ဆိုင်သွားရောင်းဒီရွှေဟာထားပါတော့14ပဲဖြစ်တယ်လို့15ပဲဖြစ်တယ်လို့ပုံစံအမျိုးမျိုးနဲ့ဘယ်လိုခေါ်မလဲဈေးကိုနှိမ်တာတွေရှိတယ်ကျွန်တော်ပြောချင်တာဘိုးဘန်နဲ့ချိတ်ဆက်တယ်ပါလဲဆိုတော့ကျွန်တော်တို့ဝင်နေတဲ့ရွှေတွေအားလုံးဟာတစ်ကနိုင်ငံတော်ရဲ့တစိကောင်းပါရမယ်နိုင်ငံတော်ရဲ့တစိကောင်းပါရတဲ့တပြိုင်နက်ဒီရွှေအလေးချိန်ကိုချိန်လိုက်တာနဲ့ဒီရွှေအလေးချိန်ရဲ့တန်ဖိုးဟာဘာပဲဖြစ်တယ်ဆိုတာဖြစ်ရမှာလေဆိုတော့ဘာကြောင့်လဲဆိုတော့ဒီလိုမှမဟုတ်ဘဲနဲ့အခုကထားပါတော့ဗျာကျွန်တော်တို့ကရွှေဆိုင်ကိုသွားလိုက်တယ်ရွှေဆိုင်သွားရင်ရွှေဆိုင်မှာကျွန်တော်တို့ပြောရရင်တော့3သိန်းတန်ဝယ်လိုက်တယ်အဲ့3သိန်းတန်အတွက်ကို तू ကရွှေနဲ့ဘောင်ချာနဲ့ပေးလိုက်တယ်အဲ့ရွှေကိုလာရောင်းရင်အဲ့ဘောင်ချာပါမှဒါမျိုးတွေပေါ့အဲ့တော့ဒါတွေကပြောရရင်နိုင်ငံတော်ကလုပ်ရမယ့်အလုပ်တွေကိုရွှေဆိုင်တွေကလုပ်နေတယ်ဒီရွှေဆိုင်နဲ့ပတ်သက်ရင်ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေအများကြီးရှိတယ်ဒီရွှေဆိုင်လုပ်ငန်းတွေဟာငွေကြေးခွာချမှုစင်တာလေးတွေဖြစ်နေတယ်ဘဏ်လေးတွေဖြစ်နေတယ်ရွှေဆိုင်လုပ်ငန်းတွေကအဲ့တော့ဒါတွေကမှန်ကန်တာတော့မဟုတ်သေးဘူးဗျအမှန်တော့မဟုတ်သေးဘူးဥထားပါတော့ဗျခင်ဗျာဘိန်းမီရောင်းလိုက်မယ်ဝိစေဘရောင်းလိုက်မယ်ဝိစေဘရောင်းပြီးတော့ဟာလားခ
မှာရွှေဆိုင်သေးလေးကောက်ဖွင့်လိုက်မယ်သေးလေးတွေ50ဆိုင်ကောက်ဖွင့်မယ်အခုနောက်ပိုင်းကတော့သူတို့ကမှတ်ပုံတင်ရတာပါညာရှိတာပေါ့ဗျာနော်ဒီငွေကြေးနဲ့ပတ်သက်လို့တော့ဘလို့စစ်ဆေးရပါညာတော့ကျွန်တော်တို့မသိဘူးပေါ့ဒါပေမဲ့ရခင်ကဖြစ်ခဲ့တာကတော့ရွှေဆိုင်ကကြိုက်တဲ့လူပတ်စံရှိလာရွှေဆိုင်ကောက်ဖွင့်လိုက်တာပဲဆိုတော့အဲ့လိုမျိုးတွေကျွန်တော်တို့ကြုံကြိုက်နေအဲ့တော့ရွှေဆိုင်ဖွင့်တဲ့အထိကိုထားပါတော့နိုင်ငံတော်ကဒီမှာနိုင်ငံတော်အနေနဲ့ဟလာလိုင်စင်ထုတ်တာတော့ဘာလို့မှန်တယ်ဒါပေမဲ့အဲ့ရွှေတွေဘယ်ကလာမလဲကျွန်တော်အဲ့မှာစိုင်မှာတင်ရောင်းမဲ့ရွှေတွေကဘယ်ကလာမှာလဲအဲ့ရွှေတွေကိုကျွန်တော်တို့ကဘလို့သွားစစ်ဆေးမလဲနိုင်ငံတော်အနေနဲ့အဲ့ဒါထားပါတော့ဗျအခု PDF တွေရွှေတူးတယ်ရွှေတူးပြီးတော့ဟလာသူစကိုင်းတို့ဘောမှာရွှေတူးတယ်ဒီကရလာတဲ့ရွှေတွေကိုဘယ်ကိုသွားရောက်မလဲစကိုင်းမြို့မှာရှိတဲ့ရွှေဆိုင်တွေမန္တလေးမြို့မှာရှိတဲ့ရွှေဆိုင်တွေကိုရောက်သွားမှာအဲ့တော့ပြောလို့ရှိရင်ဒီရွှေတွေတွေအားလုံးမှာနိုင်ငံတော်တစိမ့်ကောင်းပေါ့ဗျာဘိုးဘန်တစိမ့်ကောင်းမပါတဲ့အတွက်လူတိုင်းဟာဒီရွှေတွေကိုလှုပ်ခွင့်ရှိနေတယ်လှုပ်ပြီးရင်ဒီရွှေတွေကြီးကိုပြန်ရောင်းရတယ်လာဝယ်သွားမယ်ပြီးရင်ခင်ဗျားအဲ့ရွှေတွေကိုခင်ဗျားကြိုလိုက်ပြီးတော့ပြန်ရောင်းရတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာပါလဲဆိုတော့ဒီရွှေဆိုင်တွေနဲ့ပတ်သက်ပြီးဒီလောက်လွတ်ထားတာကမလုံလောက်သေးဘူးဘာကြောင့်ကျွန်တော်ကပြောရဆိုတစ်ကလူတွေကဘန်တွေကိုယုံကြည်မှုအားနည်းလာတယ်ဘာကြောင့်လဲဘန်တွေကအာမခံမရှိဘူးဆိုပြီးဥပမာရွှေဆိုင်ကြတော့ရွှေပြန်ပေးလိုက်တယ်ဗျာရွှေလောက်အာမခံရှိတာရှိအောင်မလားရွှေပြန်ပေးလိုက်တယ်အဲ့တော့ကျွန်တော်ကပတ်စံ3သိန်းသွားအပ်လိုက်တယ်ပတ်စံ3သိန်းနဲ့ရွှေဝယ်တယ်ပေါ့ဗျာတကယ်တော့မဟုတ်ကျွန်တော်ပတ်စံ3သိန်းသွားအပ်ထားလိုက်တာကျွန်တော်ပတ်စံကိုမပြောင်းပြတ်ချင်လို့ရွှေဝယ်ထားလိုက်တာဒါပဲအဲ့တော့ကျွန်တော်ပတ်စံကိုမပြောင်းမပြတ်ချင်ဘူးဆိုရင်ဘာကြောင့်ကျွန်တော်တို့ကဘန်တွေမှာသွားမှတ်တာလဲတစ်ကဘာလဲဆိုတော့ဘန်တွေကိုမယုံကြည်ရဘူးဒါမျိုးပေါ့နော်ဘန်တွေကိုမယုံကြည်ရဘူးရွှေလေးရမှဟာလားရွှေလေးဝယ်ထားလိုက်တာရမှငါတို့ရွှေလေးဝတ်ထားရသေးတယ်ဘယ်နေရာတောင်းရောင်းချက်ချင်းငွေဖော်လို့ရတယ်ဆိုတော့သူကဒါမျိုးဖြစ်ကုန်တာအဲ့တော့ကျွန်တော်တို့ကရွှေဆိုင်တွေအားကောင်းလာမြန်မာနိုင်ငံလိုမျိုးမှာပေါ့နော်ရွှေဆိုင်တွေအားကောင်းလာတဲ့အမျှဘန်တွေလုပ်ငန်းတွေကတော်တော်များများရော်ရဲလာတယ်လူတွေကဘန်မှာငွေမအပ်ကြတော့ရွှေပဲသွားဝယ်ထားကြတော့အဲ့တော့ကျွန်တော်တို့ကဖြစ်တင်တာပါလဲဆိုတော့ဟာလားဒီရွှေဆိုင်မှာရှိတဲ့တချို့ကတော့ပြောမှာပါဗျာမဟုတ်ဘူးငါတို့ကဟာလားဒီကြက်သားတုံးတွေကိုဒီဟိုနေပေါ့နော်ဒီအခောက်ရွှေတုံးတွေကိုဘန်ကဝယ်ရတာဘိုးဘန်ဝယ်ရတာဘိုးဘန်းဝယ်မှအဲ့ဒါတွေငါတို့ကအထည်ပြန်လုပ်တာဆိုဒီလိုလေးပြောလို့ရတာဟုတ်ပြီလေအထည်ပြန်လုပ်တာဆိုရင်ဒီအထည်ဘယ်နှခုထွက်မလဲဒါတွေကိုပြန် register ရောတင်ရလားဒါတွေကမှန်မှန်ကျွန်တော်တို့စုံစမ်းရမှာပါမှန်ပါတယ်တို့ပေမဲ့ဒါမျိုးတွေဖြစ်နေတာကတော့ဘယ်သူမှညင်မရအောင်เนาะကျွန်တော်ပြောအဲ့တော့ကျွန်တော်တို့ကပြောရရင်ရွှေဆိုင်လုပ်ငန်းတွေနဲ့ပတ်သက်ရင်ဒီထက်ပိုပြီးတော့စီးစစ်ဖို့လိုသေးတယ်လို့ဒီထက်ပိုပြီးတော့စနစ်ကျဖို့လိုသေးတယ်နှိမ့်မို့ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့စီးပွားရေးကိုပုံသဏ္ဍာန်မျိုးမျိုးနဲ့ထိနေမှာပဲပုံသဏ္ဍာန်မျိုးမျိုးနဲ့ထိနေမှာเนาะကျွန်တော်အဲ့ဒါလေးသုံးသပ်ချင်လို့ဒီသတင်းလေးကိုကျွန်တော်ဖတ်တာဖြစ်ပါတယ်နော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနိုင်ငံတကာသတင်းပေါ့နိုင်ငံတကာသတင်းကဘာလဲဆိုတော့ Los Angeles ပေါ့နော် LA ဆန္ဒပြပွဲတွေဒီ LA ဆန္ဒပြပွဲတွေကတခြားပြည်နယ်တွေကိုပါဆက်သွားပြီလို့ဒီလိုမျိုးပြောကြတာရှိတယ်ဆိုတော့အဲ့တော့ LA ဆန္ဒပြပွဲတွေဘာကြောင့်ဖြစ်လဲကျွန်တော်ပြီးခဲ့တဲ့တရက်ကသုံးသက်ပြခဲ့တယ်လို့ပဲနော်ဒီအဓိကအဖြစ်တော့ ICE အဖွဲ့ပေါ့နော်အမေရိကန်မှာရှိတဲ့ဒီ ICE အဖွဲ့ကအဓိကအဖြစ်တော့ဒီတရားမဝင်တဲ့လူတွေကိုဝင်ဖမ်းတယ်နော်အိမ်တွေကိုဝင်ဖမ်းတယ်ဖမ်းပြီးတော့သူတို့ရဲ့မူရင်းနိုင်ငံတွေကိုပြန်ပို့ဖို့အတွက်လုပ်တယ်ပေါ့နော်အဲ့လိုလုပ်တာနေပြီးတော့အဓိကအဖြစ် Los Angeles မှာရှိတဲ့မြို့ကန်တွေကမကျေနပ်လို့အဲ့လို ICE အဖွဲ့ကိုပြန်ပြီးတော့တိုက်ခတ်ရနေစပြီးတော့လက်ရှိအနေအထားမှာအမေရိကန်ပြည်အောင်စုပေါ့နော် Los Angeles မြို့မှာဒီပြည်သူနဲ့လုံခြုံရေးတပ်ဖွဲ့တွေကြားထဲမှာပြဿနာတော်တော်ကြီးလာတယ်အဲ့ဒီမှာလဲနိုင်ငံရေးအတန်တွေလည်းထွက်လာတယ်အဓိကအဖြစ်တော့ဗာလဲဆိုတော့Trump အစိုးရဟာအာဏာရှင်ဆန်တယ်ဒါမျိုးတွေပေါ့ဗျာပုံသဏ္ဍာန်အမျိုးမျိုးတွေထွက်လာတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ကဒီဘက်မှာဟာလာအဓိကအဖြစ်လာထားပါတော့ Trump အစိုးရနဲ့ crash ဖြစ်ထားတဲ့သတင်းဌာနတော်တော်များများဒီပြဿနာတွေကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့မီးမောင်းထိုးဖော်ပြတာတွေ့ရတယ်ခင်ဗျာခင်ဗျားတို့သတိထားမိလိမ့်မယ်ဒီက CNN တို့ဘာလို့ပေါ့နော် CNN ဆိုလို့ရှိရင်အိမ်မြူတော်တွေကိုဝင်ခွင့်မပေးတာဘူးအိမ်မြူတော်သတင်းစာရှင်းလင်းပွဲကိုတက်ရောက်ခွင့်မပြုဘူးဆိုတဲ့ဒီလောက်ထိကိုပြောထားတာပေါ့နော် CNN ကိုအဲ့လိုမျိုးပေါ့အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဒီသတင်းဌာနတွေကပို့ပြီးတော့ဆွလာတာပေါ့နော်ပို့ပြီးတော့ဆွလာဒါပေမဲ့လည်းကျွန်တော်တို့ကပြန်ပြီးကြည့်ရတော့ကျွန်တော်ဒီနေ့ကသုံးသက်ပြခဲ့တယ်လို့ပဲဒီပြဿနာကြီးမှာအမေရိကန်နိုင်ငံသားတွေကသူတို့ရဲ့ဟလာပြောရရင်စီကန်းရှိရလို့ပြောရမှာပေါ့ဗျာဘာကြောင့်လဲဆိုတော့သူတို့ရှိမှာအမေရိကန်နိုင်ငံသားတိုင်းကတနက်ကင်ဆောင်ဝင်ရှိတယ်ဒါပေမဲ့မြေသူတူတယောက်မှဒီလုံခြုံရေးတပ်ဖွဲ့တွေကိုလက်နက်ဆွဲကင်ပြီးတော့ပြစ်ခတ်တာတိုက်ခိုက်တာလုပ်တာဟုတ်တဲ့သတင်းတွေမကြောက်ဘူးဗျာနော်မကြောက်ဆိုတော့တစ်ဖက်မှာရှိတဲ့တက်ကြွလှုပ်ရှားသူတွေရတာအဓိကအဖြစ်ဒီလုံခြုံရေးတပ်ဖွဲ့တွေကိုဟလာမီးပလင်းနေနဲ့ပေါက်တယ်မိုလိုတော့စ်ခေါ်တာပေါ့နော်မီးပလင်းနေနဲ့ပေါက်တယ်အမိုက်ပုံးတွေကိုရိုက်ခွဲတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီပုဂ္ဂလိကလုပ်ငန်းတွေကိုဝင်လူတာပေါ့ဒါမျိုးတွေလုပ်တာပေါ့နော်ဒါမျိုးတွေလုပ်တာပဲကျွန်တော်တို့တွေ့ရတယ်ဒီဟာပြောရလို့ရှိရင်ဗျအမေရိကန်မှာအခုလက်ရှိဒီ Los Angeles မှာဖြစ်နေတဲ့
ပြဿနာပေါ့နော်ကျန်တဲ့ပြည်နယ်တွေအထိကူးဆက်လာပြီးတော့ဒီလိုပြောကြတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဒီဟိုနေ့နေမှာTikTok တွေမှာပေါ့အဓိက TikTok တွေမှာစောင့်ကြည့်တဲ့အခါကျတော့လေတချို့မိသားစုတွေဆိုတော်တော်များတနာဖို့ကောင်းတယ်တချို့မိသားစုတွေဆိုအဲ့ဒီအမေရိကန်မှာအခြေချနေထိုင်နေတာမျိုးဆက်တစ်ဆက်ကျော်လောက်ရှိပြီနော်မျိုးဆက်တစ်ဆက်ကျော်လောက်ရှိပြီသူတို့တွေဟလာထားပါတော့သူတို့အဖေအမေလက်ထက်တွေကနေလာတဲ့အခုသားကြီးသမီးကြီးတွေဖြစ်နေပြီဆိုအဲ့လိုလူတွေလည်းစီးပွားတွေဖြတ်ပြီးတော့ပြန်ပို့ခံရမယ်အကိန်းတွေဖြစ်နေတယ်ဆိုတော့ပြောရရင်ကျွန်တော်တို့ကဒီဘက်က Trump ဘက်ကိုပြန်စဉ်းစားအောင်လဲ Trump ကဒီစနစ်ကိုမရရအောင်အကောင့်တွေပေါ်မယ်ဆိုတဲ့သဘောရှိတယ်။ Trump ကသူ့ရဲ့သဘောကသူကရှင်းလင်းပြောတာကမင်းတို့ကိုဟုတ်လားအမေရိကန်ကိုမလာခိုင်းဘူးပြောတာမဟုတ်ဘူး။မင်းတို့အမေရိကန်ကိုအမေရိကန်ရဲ့ဥပဒေအတိုင်းဝင်လာခဲ့။ခိုးပြီးမဝင်လာနဲ့သူကဒီလိုမျိုးသူ့ရဲ့ဟိုနေပြောတာပေါ့နော်။မှန်တယ်ဗျအမေရိကန်ရောက်ပြီးတဲ့လူတွေတော်များပြောကြတယ်။လက်ရှိမှာအမေရိကန်အမေရိကန်အစိုးရတွေပေါ့နော်အဓိကအဖြစ်ဒီမိုကရက်အစိုးရတော်တော်များများကအမေရိကန်ပြည်တွင်းကိုပြန်မကြည့်ဘူး။အမေရိကန်မှာယထာဘူတာတွေပါဆိုတချို့သူတော်တော်ဆုတ်ပြတ်တယ်။တော်တော်ဆုတ်ပြတ်တယ်ပြောရရင်ဗျာအမေရိကန်ပြည်တွင်းကိုပြန်မကြည့်ဘဲနဲ့ तू ကအဓိကအဖြစ်ပြည်ပနဲ့ဆက်ဆံရေးကိုအဓိကထားခဲ့တယ်ဗောနော်ဒီဟိုနင်းတို့ဒီဂျိုးဘိုင်ဒန်တို့အုပ်စုတွေကဒါပေမဲ့ Trump ဝင်လာတဲ့ခါကျတော့ Trump ကသူ့ရဲ့ပြည်တွင်းဝင်ငွေရရှိမှုဗောနော်အဓိကပြည်တွင်းမှာရှိတဲ့တရားဝင်နိုင်ငံသားတွေရဲ့အလောက်ကန်အခွင့်အလမ်းတွေကို तू ကအဓိကဦးစားပေးပြီးဆောင်ရွက်တာဗောအဲ့လိုဆောင်ရွက်တဲ့အတွက်ဘာဖြစ်လဲဆိုတော့နိုင်ငံသားတွေကဗောနော် तू ပြောချင်တာတော့နိုင်ငံသားတွေအမေရိကန်ပြည်တော်စုကိုတရားမဝင်ခိုးဝင်လာတဲ့သူတွေကသူတို့နိုင်ငံကတကယ်အလုပ်ကောင်းတွေကိုရနေတယ်သူတို့နိုင်ငံကပြောရရင်အလုပ်ရတဲ့အတွက်ဗျာငွေရတာဗောနော်သူတို့နိုင်ငံငွေတွေကိုလာပြီးတော့ခိုးနေတယ်ဆိုပြီးသူတို့ကဒီလိုမျိုးပြောတာဗောနော် Trump ကဒီလိုမျိုးယူဆတာဗောဒီအမေရိကန်မှာလာပြီးတော့အဲ့လိုတရားမဝင်အလုပ်လုပ်တဲ့သူတွေကလည်းသူတို့ကပြောရလို့ရှိရင်ဒီပစ္စံတွေသူတို့မိခင်နိုင်ငံတွေကိုပြန်ပို့တယ်ဗောအဲ့လိုပြန်ပို့တဲ့အတွက်တချို့နိုင်ငံတွေဆိုရင်ဥပမာထားတော့အီရန်တို့ဘာလို့ဆိုလို့ရှိရင်အမေရိကန်ကပိတ်ဆို့ထားရမယ်အီရန်ကဒီအမေရိကန်မှာရောက်ရှိနေတဲ့တရားမဝင်အီရန်နိုင်ငံသားတွေရဲ့ပြန်ပို့နေတဲ့ပတ်စံတွေနဲ့အီရန်နိုင်ငံအမေရိကန်ဒေါ်လာတွေရနေတယ်စသည်အဖြစ်မှာဗျာ Trump ကဒီလိုတွေးတာအဲ့လိုတွေးတော့ပြဿနာဘာဖြစ်လဲဆိုတော့ Trump အနေနဲ့ကဒီစနစ်ကိုသူမရရအောင်အကောင့်ထဲပေါ်မယ်ဘယ်သူတွေဘလို့တားနေဟလာဒီစနစ်အကောင့်ထဲပေါ်သွားပြီးရင်ရှေ့လျှောက်ကိုအမေရိကန်ထဲမှာကအားလုံးကတရားဝင်နေဖြစ်သွားမယ်ဆိုပြီး Trump ကဒီလိုတွေးတာဒီလိုတွေးမိမယ်လက်ရှိအနေထားမှာတော့ရုံးရင်းဆန်ခတ်တွေပေါ့နော်ဒီစနစ်တစ်ခုနဲ့တစ်ခုအကူအပြောင်းကကျွန်တော်တိတ်ပြော sensitive ဖြစ်တာပေါ့နော်Trump ကသူ့ရဲ့စနစ်ကိုအတကုံရိုက်သွင်းနေတဲ့အချိန်မှာဒါအမေရိကန်ပြည်ထောင်စုတစ်ခုလုံးအုပ်အတောင်းလေးဖြစ်နေတယ်ခင်ဗျားကြည့်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာဆိုတော့ဒါကြည့်ဒါစနစ် group ပေါ့နော်ဒီဘက်ကနေပြီးတော့ဒါဟိုစစ်အုပ်ချုပ်ရေးကနေပြီးတော့ဒီမိုကရေစီအပြောင်းလဲကိုသွားတဲ့အခါမှာဒါအခုကျွန်တော်တို့ဒါဂျားကာလာပဲဒီပြောရရင်ဒီ2010ဦးသိန်းစိန်လက်ထက်ကနေပြီးတော့ဒီကနေ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အုပ်ချုပ်တဲ့ဒီကနေ့အထိကဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့စစ်အုပ်ချုပ်ရေးကနေပြီးတော့ဒီမိုကရေစီကိုသွားတဲ့လမ်းမှာဒါဂျားကာလာပဲအဲ့တော့ခေါင်းဆောင်တွေရဲ့ commitment အရေးကြီးတာပေါ့နော်ဘယ်လိုစိန်ခေါ်မှုတွေမျိုးတွေနဲ့ကြုံလာဒီဟာကိုဟလာငါတို့သွားမယ်ဆိုတဲ့ဂျီမန်းချက်ကိုရောက်အောင်သွားမယ်ဆိုတဲ့တန်ထိတ်ထံပေါ့အဲ့ဒါအရေးကြီးတာပေါ့ Trump ကလည်းအဲ့တန်ထိတ်ထံကိုပြက်သားချထားပုံရတယ်ဟာဗာလဲဟလာ ice နဲ့ဖြစ်တယ်ဖြစ်ရင်ရတယ်တချို့လူတွေပြစ်တက်လိုက်ဘာမှမဖြစ်ဘူးရတယ်ငါတို့စစ်တပ်ချမယ်ဆိုတော့ဒါမျိုး तू ကသူ့ရဲ့ဒီအမေရိကန်မှာပြောရရင်တော့immigration တွေနဲ့ပတ်သက်တာပဲ9 immigrant တွေနဲ့ပတ်သက်တာကိုသူကတကယ်ကို clean up လုပ်မှာပေါ့နော်တကယ်လုံးဝရှင်းထုတ်ပြစ်မှာပေါ့နော်ကျွန်တော်ထင်တာကတော့သူ့အနေနဲ့သူ့ရဲ့ပထမတစ်နှစ်သို့မဟုတ်နှစ်နှစ်အတွင်းမှာဒါတွေကိုရှင်းထုတ်ပြီးတော့ဒုတိယနှစ်နဲ့တတိယနှစ်နဲ့စတုတ္ထနှစ်မှာပြန်ပြီးတော့အကောင့်သူ့ရဲ့သွားခြင်းတဲ့လမ်းကိုပြန်အကောင့်ထဲပေါ်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တာပေါ့နော်ဒီလိုသုံးသပ်တာဒါကြောင့်မလို့လေ Trump ကလုံးဝမာမာတန်ဆက်သွားနေတယ်လို့ပဲသူ့ရဲ့မူဝါဒကိုထောက်ခံတဲ့အမေရိကန်တွေကလည်းဒုနဲ့တည်းရှိတယ်เนาะဒါကျွန်တော်ပြောချင်တယ်အဲ့ကျွန်တော်မြန်မာပြည်လည်းဒီလိုပဲဟာဒီမိုကရေစီစနစ်ကိုသွားပါမယ်လို့ကျွန်တော်တို့အားလုံးတန်ဋိဌာန်ပြုထားတယ်အဲ့လိုအတွက်ကိုလည်းဟာတက်မတော်ကလိုအပ်တဲ့အချိန်မှာဝင်ပြီးတော့ဟာပြည်သူလူထုသွားခြင်းတဲ့ဒီမိုကရေစီလမ်းကြောင်းကိုသူတင်ပေးတာရှိတယ်အခုလက်ရှိနေဒါပြောရင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းအစိုးရသူဒီလိုပဲပေါ့နော်လက်ရှိမြန်မာနိုင်ငံကတန်ဋိဌာန်ချထားတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်သွားလို့ရအောင်သူ့အနေနဲ့လုံးဝတန်ဋိဌာန်ပြက်သားချထားပြီးတော့မရတဲ့နည်းနဲ့သူတင်ပေးနေတာကိုကျွန်တော်တို့တွေ့ရတယ်เนาะဒါဒီလိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကဒီ Trump တို့ဒီဘက်ကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တို့ကိုဟိုဘယ်လိုခေါ်မလဲသုံးသက်ပြီးပြောရမယ်ဆိုသူတို့ကပြောရရင်ပြည်သူလူထုသို့မဟုတ်သူတို့တိုင်းပြည်ရဲ့လိုအပ်ချက်အတွက်ကိုသူတို့ချမှတ်ထားတဲ့တန်ဋိဌာန်ကိုမလွဲမသွေရောက်အောင်သွားမဲ့လူတွေဖြစ်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်ချင်တယ်เนาะဒီလိုသုံးသပ်ချင်တယ်ဆိုတော့ဒါမှမဟုတ်လက်ရှိအနေထားမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့တချို့ကတော့ဒီအထီးကျုံတွေနဲ့ပတ်သက်ပြီးတော့အမေရိကန်ဟာပြည်တွင်းစစ်ဖြစ်နိုင်တယ်လို့ဘာလို့ဒီလိုသုံးသပ်တာတွေရှိပေမဲ့ကျွန်တော်သုံးသပ်တာကတော့မဖြစ်နိုင်ဘူးလို့သုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့ဒီပြဿနာက
ဒီပြဿနာမှာနှစ်ဖက်လေဗျာနှစ်ဖက်ရှိတယ်ထောက်ခံတဲ့ဘက်ရှိတယ်မထောက်ခံတဲ့ဘက်ရှိတယ်ဒါတွေအားလုံးကသူတို့ကဥပဒေအရဖြည့်ရှင်းသွားမယ်လို့ကျွန်တော်သုံးသပ်တာနော်ဒါကြောင့်မလို့ဒီပြဿနာတွေဟာဒါပေမဲ့မဖြစ်နိုင်ဘူးလို့တတိချတော့ပြောလို့မရဘူးနိုင်ငံရေးဆိုတာကကျုပ်နှစ်အောင်တိမ်တောင်တစ်ဖွဲဟုတ်လားမင်းကြီးကျယ်ဆိုအားလုံးသိတဲ့အတိုင်းပဲအဲ့တော့တစ်ချက်လေးမှားသွားရင်တော့ပြည်သူနဲ့အစိုးရကြားမှာထိတ်တိုက်အကြီးတွေ့သွားနိုင်တယ်အမေရိကန်ရဲ့လက်ရှိသွားနေတဲ့စနစ်ကပေါ့နော်ဆိုတော့ဒါမျိုးလေးပဲသူကရေးထားတာတော့အမေရိကန်နိုင်ငံ Los Angeles မြို့တွေဇွန်လ17ရက်ကဆန္ဒပြမှုများဆက်လက်ဖြစ်ပွားနေသဖြင့်မြို့အတွင်းရုပ်သိမ်းခဲ့သည့်ကာဖြူးမိန့်ကိုနောက်တစ်ကြိမ်ထုတ်ပြန်ခဲ့ရတယ်တဲ့ Austin, Chicago, New York, Dallas, Denver မြို့များအပါအဝင်အမေရိကန်ရဲ့အခြားမြို့များသို့ဆန္ဒပြမှုများပြန့်နှံ့သွားခဲ့သဖြင့်ဇွန်17ရက်နေ့နံနက်ပိုင်းကရုပ်သိမ်းခဲ့သည့်ကာဖြူးမိန့်ကိုနောက်တစ်ကြိမ်ထုတ်ပြန်ခဲ့ရခြင်းဖြစ်တယ်တဲ့ Los Angeles မြို့တွင်လူဝင်မှုနှင့်အကောက်ခွန်အရာရှိများကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကိုဖမ်းဆီးခဲ့ပြီးနောက်ဆန္ဒပြမှုများဖြစ်ပွားကြခဲ့ရင်ဖြစ်တယ်လက်ရှိအချိန်ထိတရားမဝင်ရွှေ့ပြောင်းနေထိုင်သူ330အပါအဝင်လူပေါင်း400နီးပါးဖမ်းဆီးခံထားရတယ်တဲ့လူ159ဦးဟာတဲ့တိုက်ခိုက်မှုဝတရားနှောက်ယှက်မှုတို့ဖြင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကတဦးသည်ရဲအရာရှိအားတပ်ဖြတ်ရန်ကြိုးပမ်းမှုဖြင့်ဆွဲချက်တင်ခံထားရတယ်ဒါအပြင်အမျိုးသား2ဦးကိုလည်းရဲအရာရှိများအားဓာတ်ဆီပလင်းဖြင့်ဘုံဖြင့်ပြစ်ခတ်မှုဖြင့်ဖက်ဒရယ်အစိုးရရှင်းနေများကတရားစွဲဆိုထားတယ်တဲ့ Los Angeles မှာအမျိုးသားအဆောင်တပ်ဖွဲ့ဝင်4000ခန့်နဲ့မရိန်းတပ်ဖွဲ့ဝင်900ခန့်ဖြန့်ချက်ချထားပြီးအမျိုးသားအဆောင်တပ်ဖွဲ့ဝင်အချို့ဟာဆန္ဒပြသူများကိုဖမ်းဆီးခွင့်ရရှိထားတယ်ဆိုပြီးတော့ဒါ BBC သတင်းမှာဖော်ပြထားတဲ့သတင်းကိုကျွန်တော်ပြန်ဖတ်ပြတာပေါ့နော်အဲ့တော့ဒီဟာကတော့အမေရိကန်မှာတော့တက်လာတဲ့သမ္မတတွေကသူတို့ရဲ့ဇာတ်တွေပြတဲ့ဟိုဘယ်လိုပြနေကြပါဗျာ Trump ကလည်းသိတဲ့အတိုင်းပဲသူ့ရဲ့ commitment ပေါ့နော်သူ့ရဲ့တန်ဋိဌာန်ကိုသူရောက်အောင်သွားလိုက်မယ်လို့เนาะကျွန်တော်ဒီလိုသုံးသပ်ပါတယ်နောက်တစ်ခုကတော့ Trump ကဒီဘက်မှာဒီဟိုနေပေါ့နော်ဒီ immigration ပေါ့နော် non immigrant တွေနဲ့ပတ်သက်ပြီးတော့အလျှော့မပေးပေမဲ့ဒီဘက်မှာ trade war နဲ့ပတ်သက်ပြီးတော့သူအလျှော့ပေးတာတွေအများကြီးလုပ်လာရတယ်အဲ့ဒါဘာလဲဆိုတော့မြေရှားတပ်ထုကိုတရုတ်ကပြန်ပေးပို့မယ်ဆိုလို့ရှိရင်တဲ့အမေရိကန်နိုင်ငံမှာတဲ့တရုတ်ចောင်းသားတွေကိုပညာသင်ခွင့်ပြုမယ်ဆိုပြီးတော့ Trump ကပြောကြတယ်တဲ့ရေးရတဲ့သတင်းကအမေရိကန်နဲ့တရုတ်တို့အကြား2ရက်ကြာကုန်သွယ်ရေးဆွေးနွေးပွဲအပြီးတရုတ်ကမြေရှားတပ်ထုနဲ့တန်လိုက်တို့ကိုအမေရိကန်တို့ပြန်ပို့ပေးရန်နဲ့အမေရိကန်ကလည်းတရုတ်ចောင်းသားများအားကောလိပ်နဲ့တက္ကသိုလ်များတွင်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းသမ္မတဒေါ်နယ်ထရန့်ကဇွန်လ17ရက်မှာပြောကြားခဲ့တယ်တဲ့အမေရိကန်ကစုစုပေါင်းကုန်သွယ်ခွန်55%ရရှိမှဖြစ်ပြီးတရုတ်က10%ရရှိမှာပါတဲ့ဆက်ဆံရေးအရန်ကိုကောင်းပါတယ်ဟုထရန့်က Truth Social တွင်ရေးသားခဲ့တော်လဲအသေးစိတ်ကိုဖော်ပြခြင်းမရှိခဲ့ပါတဲ့သဘောတူညီချက်အရအမေရိကန်ကတရုတ်ကုန်ပစ္စည်းများအပေါ်30%ထပ်ဆောင်းအခွန်နဲ့ရခိုင်ရှိရင်းဆွဲအခွန်များအပါအဝင်စုစုပေါင်း55%အခွန်စည်းကျပ်သွားမည်ဖြစ်ကြောင်းအမေရိကန်ကုန်ပစ္စည်းများအပေါ်အခွန်10%နဲ့တရုတ်ကပြန်လည်ကောက်ခံမည်ဟုအိမ်ဖြူတော်အရာရှိတူကပြောကြောင်းရိုက်တာသတင်းမှာဖော်ပြထားတယ်တဲ့ဆွေးနွေးပွဲမှာရရှိသည့်သဘောတူညီချက်ကို၎င်းနှင့်သမ္မတရှီကျင်းပင်တို့အကြားနောက်ဆုံးအဆင့်သဘောတူညီချက်ရယူရန်လိုတယ်လို့လည်းထရန့်ကဆိုတယ်တဲ့တန်လိုက်များနှင့်မြေရှားတပ်ထုအားလုံးကိုတရုတ်ကဥစားတင်ပို့ပေးမည်ဖြစ်ပြီးအမေရိကန်ကလည်းတရုတ်ចောင်းသားများကိုကောလိပ်များနဲ့တက္ကသိုလ်များတွင်တက်ရောက်ခွင့်ပေးသွားမည်ဆိုပြီးထရန့်ကပြောတယ်တဲ့ကုန်သွယ်ရေးဆွေးနွေးပွဲမှာပါဝင်ခဲ့သည့်အမေရိကန်နဲ့တရုတ်အရာရှိများကကုန်သွယ်ရေးအငင်းပွားမှုများကိုရပ်ဆိုင်းရန်နဲ့တရုတ်၏မြေရှားတပ်ထုများတင်ပို့သည့်ကန့်သက်ချက်များကိုဖယ်ရှားရန်မူပေါင်းတစ်ခုကိုသဘောတူညီခဲ့ကြောင်းဇွန်10ရက်ကပြောခဲ့တော်လဲကုန်သွယ်ရေးတင်းမာမှုများအတွက်ရေရှည်တည်တဲ့ခိုင်မာသောဖြည့်ရှင်းချက်များကိုအသေးစိတ်ပြောကြားခြင်းမရှိပါဘူးတဲ့ထရန့်အပြောင်းလဲလုပ်နေသည့်အမေရိကန်၏အခွန်မူဝါဒများကကမ္ဘာဈေးကွက်များကိုမတည်မငြိမ်ဖြစ်စေခဲ့ပြီးအဓိကစိတ်ကမ်းများတွင်ကုန်ပစ္စည်းပိတ်ဆို့မှုနှင့်ရှုပ်ထွေးမှုများဖြစ်ပေါ်စေကာကုမ္ပဏီများအတွက်ရောင်းအားဆုံးရှုံးမှုနှင့်ကုန်ကျစရိတ်မြင့်တက်မှုကြောင့်ဒေါ်လာဘီလီယံနဲ့ချီထိခိုက်နစ်နာခဲ့တယ်ဆိုပြီးတော့သတင်းမှာဒီလိုရေးထားတာပေါ့နော်အဲ့တော့ပြောရလို့ရှိရင်လက်ရှိအနေအထားမှာထရန့်ကပထမဆုံးတက်လာတဲ့အချိန်မှာသူကြေညာတာကကုန်သွယ်ရေးစစ်ပွဲပေါ့နော်အဓိကအဖြစ်တခြားနိုင်ငံတွေကနေအမေရိကန်နိုင်ငံကိုပို့နေတဲ့ပို့ကုန်တွေအပေါ်မှာအမေရိကန်နိုင်ငံကိုသွင်းနေတယ်ပေါ့ဗျာသွင်းကုန်တွေအပေါ်မှာအမေရိကန် import ခေါ်မှာဒီပေါ်သူကအခွန်တိုးမြင့်တာပေါ့အဲ့လိုအခွန်တိုးမြင့်လိုက်တဲ့အတွက်အဓိကအဖြစ်ဘာဖြစ်လဲဆိုတော့သူကဘာကြောင့်အခွန်တိုးမြင့်လဲဆိုတာဒီနေရာမှာမေးခွန်းပေါ့နော်အဲ့တော့အဓိကအဖြစ်ဘာလဲဆိုတော့တရုတ်တို့အဲ့ဒါထားပါတော့ဂျပန်တို့စသည့်နိုင်ငံတွေကကုန်ပစ္စည်းတွေကအမေရိကန်ထဲမှာဈေးကြီးသွားရင်အမေရိကန်နိုင်ငံသားတွေဟာအမေရိကန်ထုတ်ပစ္စည်းတွေကိုပဲအဓိကအသုံးပြုလာမယ်လို့ထရန့်ကဒီလိုတွေးတာပေါ့နော်ဒါပေမဲ့လက်ရှိအနေအထားမှာအမေရိကန်မှာမထုတ်တဲ့ပစ္စည်းတွေအများကြီးပဲဗျဥပမာပြင်ထားပါတော့ဟုတ်လားအိမ်နာသုံးစက်ကူလိုဟာမျိုးအိမ်နာသုံးစက်ကူလိုဟာမျိုးနဲ့တခြား
လူအသုံးဆောင်အသေးဖွဲလေးတွေပေါ့ဒါတွေတော်တော်များများကတရုတ်ကဝင်တာအဲ့တော့ဒီတွေပေါ်မှာအမေရိကန်ကတွင်းကုန်အခွန်တိုးမြင့်လိုက်ရင်အဓိကအဖြစ်ဘာဖြစ်မလဲဆိုတော့အမေရိကန်နိုင်ငံသားတွေဟာဈေးကြီးပေးဝယ်ရလိမ့်မယ်ဒါပေမဲ့နောက်4-50နှစ်ကြာလို့အမေရိကန်ဟာဒီသူ့ရဲ့တွင်းကုန်တွေပေါ်မှာတွင်းကုန်အစားထိုးပစ္စည်းတွေထုတ်လုပ်လာနိုင်ရင်တော့ဒီပစ္စည်းတွေဟာတရုတ်ကတွင်းတဲ့ပစ္စည်းတွေနဲ့ဈေးနှုန်းချင်းနဲ့တူရဆိုရင်တော့အမေရိကန်တွေကသူတို့အမေရိကန်ထုတ်ကုန်ပဲဝယ်မှာတည်ကြတယ်ဒါပေမဲ့ဒီနှစ်ပိုင်းတွေမှာဟာလား10နှစ်လည်းဖြစ်ရင်ဖြစ်မယ်9နှစ်လည်းဖြစ်ရင်ဖြစ်မယ်ဒီအမေရိကန်ဟာသူ့ရဲ့အစားထိုးထုတ်ကုန်တွေမထုတ်လုပ်နိုင်သေးချိန်ကာလမှာမြည်တော့ပင်စိုးစေကားမှုတရုတ်နိုင်ငံကတွင်းတဲ့ပစ္စည်းတွေကိုပဲအမေရိကန်နိုင်ငံသားတွေအသုံးပြုနေရမှာအဲ့တော့ဒီလိုမျိုးအခွန်တိုးမြင့်ခြင်းဟာပြဿနာဘာလဲဆိုတော့အမေရိကန်ပြည်သူတွေကိုပဲထိခိုက်တယ်တရုတ်နိုင်ငံအနေနဲ့အသားလေးလေချုံပြီးနေလို့ရတယ်တရုတ်ကနောက်ကြတော့အခုဘာလုပ်လာဆိုတော့တရုတ်နိုင်ငံကဒီလားအမေရိကန်နဲ့ trade war ပေါ့နော်ဒီကုန်သွယ်ရေးစစ်ပွဲတွေကိုကြော်လွှားဖို့အတွက်တရုတ်လုပ်ငန်းရှင်တွေတရုတ်ထုတ်ကုန်သမားတွေကသူတို့ပစ္စည်းတွေကိုသူတို့တကယ်ကိုဟာတကယ်ကိုဘယ်လိုခေါ်မလဲ trade fair တွေလုပ်ပြီးတော့ဒါတိုင်းပေါ့နော် factory to the customer ပေါ့နော်ဒီစက်ရုံကနေပြီးတော့ customer စီဓာတ်ရိုက်ဆိုတဲ့ project တွေလုပ်လာတယ်လုပ်လာပြီးတော့အရင်တော့အမေရိကန်ကိုဟာတကယ်ကို wholesale စနစ်နဲ့တင်သွင်းနေတဲ့ပစ္စည်းတွေကိုလာမင်းတို့အမေရိကန်တွေတယောက်ချင်းလာဝယ်ပါမင်းတို့ online ကဝယ်မလားငါတို့ရောင်းပေးမယ်ငါတို့တွေဟဲ့လားမင်းတို့ဂျားကန်ပွဲစားကုန်တယ်တွေကနေတဆင့်ဝယ်ယူရတဲ့ပစ္စည်းတွေကအမေရိကန်မှာ10ဖြစ်နေငါတို့မင်းတို့စက်ရုံကနေမင်းတို့အသုံးဆွဲသူတွေကိုဒါလိုက်ရောင်းမဲ့ပစ္စည်းက9ချက်ပဲဖြစ်ရမယ်ဒါမျိုးအထိတရုတ်ကလည်းအမေရိကန်ကိုပြန်ပြီးတော့ counter attack လုပ်လာတယ်အဲ့တော့တရုတ်နိုင်ငံကဒီလိုလုပ်တာအောင်မြင်လားဆိုတော့အောင်မြင်တယ်ဘာကြောင့်လဲဆိုတော့အမေရိကန်မှာရှိတဲ့တချို့ဟာလာပြောရရင်တကယ်ဘယ်လိုခေါ်မလဲကုံစုံဆိုင်ပေါ့ဗျာတကယ်လက်လီကုံစုံဆိုင်လေးတွေကဘာလုပ်လာလဲဆိုတော့တရုတ်နိုင်ငံကနေဓာတ်ရိုက်သွားဝယ်လာတယ်ဖြစ်လာကုံတယ်ကြီးတွေကနေတဆင့်မဝယ်တော့ဘဲနဲ့တရုတ်နိုင်ငံကနေဥမာကွန်တိန်နာတစ်လုံးလောက်မှာမယ်စသည်အားဖြင့်ပေါ့နော်ဒါမျိုးတွေလုပ်ပြီးဝယ်လာတာတွေ့ရတယ်အဲ့တော့ပြောရလို့ရှိရင်ဘာလဲဆိုတော့အမေရိကန်ဟာတရုတ်နိုင်ငံကိုအခွန်စည်းချက်ပေးမယ်ဒီလက်ရှိလက်တလောအနေထားမှာအမေရိကန်ဒီအတွက်ဘာအကျိုးမြတ်မှမရဘူးဒါအတွက်ကိုတရုတ်ကပဲအကျိုးမြတ်တွေအများကြီးရသွားတယ်အဲ့ဒီမှာအမေရိကန်ကဘာလုပ်လဲဆိုတော့အဓိကအဖြစ်လားတရုတ်နိုင်ငံကအမေရိကန်မှာပညာလာသင်ကြားမဲ့ကျောင်းသားတွေကိုဗီဇာပိတ်တယ်လို့ပေါ့ဒါမျိုးတွေလုပ်တယ်လုပ်တတ်တော့တရုတ်ကလည်းဘာလုပ်လဲရတယ်ဘာမှမဖြစ်ဘူးဆိုပြီးတော့အမေရိကန်ကအဓိကလိုအပ်နေတဲ့မြေရှားတပ်ထုပေါ့မြေရှားတပ်ထုတို့တခြားအမေရိကန်လိုအပ်နေတဲ့နည်းပညာကုန်ကျန်းတွေပေါ့ဒါတွေကိုတရုတ်ကပိတ်ပလိုက်တယ်ပိတ်ပြီးတော့ပြောရရင်ဘာကြောင့်မလို့တရုတ်ကဒီလိုပိတ်ရဲတာလဲဆိုတော့အဓိကအပြင်တရုတ်ကကမ္ဘာမှာရှိနေတဲ့မြေရှားတပ်ထုထွက်နေတဲ့မြေရှားတပ်ထုတွင်းတွေပေါ့နော်အားလုံးပေါင်းသူကဘယ်လောက်လောက်လဲဆိုတော့60%လောက်ကိုတရုတ်နိုင်ငံကပိုင်ထားတယ်အဲ့လိုပဲကျန်တဲ့20%လောက်ကိုလည်းလက်ရှိအနေအထားမှာတရုတ်ကအဲ့မြေတွေကိုတရုတ်နိုင်ငံကပြောရရင်ကြိုဝယ်ယူထားတာရှိတယ်အဲ့တော့ပြောရရင်ဒီမြေရှားတပ်ထုကလည်းပြောလို့ရှိရင်ဥပမာပြန်လာကွန်ပျူတာ software တွေနောက်ပြီးတော့ကျွန်တော်တို့ဟလာဂျိုရုနည်းပညာတွေနောက်အခုလက်ရှိသုံးနေတဲ့ကျွန်တော်တို့ဒီ EV ကားတွေအခုလာမဲ့ဟလာပြောရရင် advance ပေါ့ဗျာ 5G အရာ 5G တို့ 6G တို့အရာတွဲဆက်အသုံးပြုရမယ့်ပစ္စည်းတွေအားလုံးမှာမြေရှားတပ်ထုကမပါဖြစ်နေတယ်ဆိုတော့အဲ့လိုတရုတ်က upper hand ကနေပြန်ပြီးကစားတဲ့အတွက်အမေရိကန်အနေနဲ့နောက်ဆုံးဘာဖြစ်လဲဆိုတော့တရုတ်နဲ့ကညှိနှိုင်းမှုတွေလုပ်ပြီးတော့အပေးယူအလျှော့တင်းလုပ်လိုက်ရတဲ့သဘောရှိတာပေါ့နော်ရှိတာပေါ့အဲ့တော့ပြောရရင် Trump ကသူတက်လာတဲ့အချိန်မှာပြည်တွင်းနဲ့ပြည်ပကိုနှစ်ဖက်လုံးကိုသူကစစ်မျက်နှာနှစ်ဖက်ဖွင့်တယ်တစ်ကပြည်တွင်းမှာရှိနေတဲ့သူတို့တိုင်းပြည်ကနေပြီးတော့အလုပ်တွေလာခိုးယူပါတယ်ဆိုတော့တရားမဝင်ရောက်လာသူတွေကိုပြည်နယ်ပေးတဲ့ project လုပ်တယ်နောက်တစ်ခုကတရုတ်နိုင်ငံကပစ္စည်းတွေဟာအမေရိကန်ပြည်သူတွေပေါ်မှာလွှမ်းမိုးမှုရှိနေတယ်ဒါကြောင့်မလို့တရုတ်ပစ္စည်းတွေကိုအမေရိကန်တွေအသုံးမပြုရအောင်တရုတ်ပစ္စည်းတွေကိုဟလာအခွန်တိုးကောက်မယ်ဆိုပြီးလုပ်တာလည်းတကယ်တော့မအောင်မြင်ဖြစ်တယ်အဲ့တော့ Trump အနေနဲ့လက်ရှိအထိကိုသူ့ရဲ့ဟလာတမရသက်တမ်းရက်တရာကျော်တဲ့အထိကိုသူလုပ်မယ်ဆိုတော့သူဂရိပေးခဲ့တဲ့ဟာတွေကိုသူကတော့လက်ရှိအထိကိုဘယ်လိုခေါ်မလဲကျွန်တော်တို့ခိုင်မာမာလှုပ်ဆောင်နေတယ်ဖြစ်ပေမဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့လည်းတော်တော်များများစန့်ကျင်မှုတွေနဲ့ရင်ဆိုင်နေရတယ်အဲ့တော့ Trump ရဲ့နောက်လာမဲ့ဟလာအချိန်တွေဟာဘလို့အဆုံးသတ်မလဲ Trump ကပဲရှော့မလားဒါမှမဟုတ်သူဂရိပေးခဲ့တဲ့ election promise ပဲပေါ့နော် election campaign မှာဂရိပေးခဲ့တဲ့ဒီဂရိတွေကိုပဲသူအမှန်တကယ်အကောင့်ထဲဖော်နိုင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်လို့ပြောရင်းနဲ့ကျွန်တော်တို့မြန်မာဟတ်တော့ရဲ့12ရက်6လ2025ခုနှစ်ရဲ့နေ့စဉ်သတင်းသုံးသက်ချက်ကိုကျွန်တော်ဒီမှာဆုံးသက်ပါတယ်အားလုံးကျေးဇူးတင်ပါဗျ